အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့အမျိုးရီဒီနေ့တနေ့တာလုံးမှာကျွန်တော်ရဲ့ main quest တွေကိုစောင့်ကြည့်နေကြတဲ့ပရိသတ်တွေအားလုံးကိုကျွန်တော်ပထမဆုံးပြောချင်တာကတော့လုံးဝစိတ်မလျှော့လိုက်ပါနဲ့ဆိုတာပါပဲဒီနေ့ကျွန်တော်တို့ကတ်လွယ်သွားတယ်မနေ့မှာရှစ်ရခဲ့ပြီမယ်ကျွန်တော်80နဲ့83အကြိုက်ဆုံးပြီးလိုက်ကြဗျာ88ဖြစ်သွားတယ်ဗျာဘူးဆိုတော့လေပဲကျွန်တော်ရဲ့တွက်ခွင့်မှုတွေကဖောက်သွားတာပေါ့နော်အင်းညနေမှာတည်းပဲကျွန်တော်ရဲ့အမာကြီးနှစ်ခွန်3ညနဲ့ကျွန်တော်ကတ်ထဲမှာပါတယ်အချိန်35ကိုတွဲပြီးမပေးလိုက်ဘူးမျိုးကြီး3နှစ်ဆိုပြီးတော့တကွဲထဲနဲ့ကိုကတ်လွဲတော့ခဲ့တာဖြို့ညနေမှာနှစ်ကြိုက်ပါလေရဲ့နေဗျာကျွန်တော်ဒီအချိန်35နဲ့မကတ်ပေးမိခဲ့ဘူးမင်းကွက်ကိုရင်ခုန်မိကြတဲ့ကျွန်တော်အမျိုးကြီးရဲ့စိတ်ပြတ်မှုကိုလည်းပဲကျွန်တော်ကိုချင်းစာပါတယ်ဒါပေမဲ့တခုသတိထားကြည့်ပါကျွန်တော်ရဲ့တွက်ခွင့်မှုတွေကမှန်နေပါလေမာကြီးရေဆိုရင်တနေ့ကုန်အောင်ဖွက်ခဲ့ပါပြီကျွန်တော်စီမှာမြက်ထိုးနေတဲ့အမာကြီးကြောက်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Gwen တွေနဲ့အတူအခြားကဏ္ဍတွေကိုလိုက်ထိုးတာဒီနေ့ပါဝင်ဆိုရင်သူက3ရက်ဆက်တိုက်တောင်မှပောက်ခဲ့ပါပြီအထွတ်ပြီးချင်းမိနစ်ပိုင်းပြောမှလည်းပဲကျွန်တော်တန်ပြီးငွေလည်းပေးခဲ့ပါပြီကျွန်တော်ငွေလွဲဘယ်လောက်ညံနေဆိုတော့ကျွန်တော်စီမှာထိုးနေကြအမျိုးတွေအားလုံးသိပါပြီဒါကဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်စီမှာကန်ဆန်းမယ်ဆိုရင်အခုထုတ်ရုံမှာပဲလုံးဝအားနာနေကြမလို့ပါဘူးပေါသီးပါရနဲ့ပြီးပါတယ်လို့ပြောထားလိုက်ရုံမှာပဲကဲဒီနေ့ main quest လွဲသွားတာကိုကျွန်တော်မနေ့ပြန်အစားထုတ်ပေးဖို့သင်မှာပဲတက်လွဲသွားရဲဆိုတာနီးစက်နေလို့ပြောတာပါကျွန်တော် group မနေ့ပြန်အတွက်shit 3-5အမာကြီးကိုဒီချာကိုပဲတွက်ချက်ထားပါရီဒီကီကမနေ့ပြန်အတွက်အကောင်းဆုံးအသေးချာဆုံးအတွက်ဝင်တစ်ခုမူတစ်ခုဖြစ်ပါရီလွဲချော့တော့တဲ့အခွင့်အရေးကိုနောင်တရနိုင်မဲ့အစားမှန်ကန်တဲ့တော့ဝင်မှုပေါ်မှာကျွန်တော်တို့အမြဲတမ်းပြန်ကြဖို့ကျွန်တော်ပစ်ခေါ်ပါရီကျွန်တော်မျိုးရီအားတင်ထားပါမနေ့ပြန်နောက်ဆုံးပိတ်အိမ်နဲ့လွယ်နိုင်မှုအတွက် main quest ကိုဒီနေ့ထပ်ပို့ပြီးတော့စီးဆက်သေးချာသွားကျွန်တော်ထုတ်ပြီးမှာပါကျွန်တော်ကိုယုံကြည်ပြီးအားပေးနေတဲ့ပရိသတ်အားလုံးမနေ့ပြန်မှာအပြုံးဝင်နဲ့အဆုံးသတ်နိုင်မှုကျွန်တော်အစွမ်းကုန်စူးစမ်းပေးပါမယ်တကွက်ထွဲနဲ့ကတ်လွယ်တော့တာမျိုးမဖြစ်စီရပဲအမှန်ကန်ဆုံးတွက်ပွင့်နေနဲ့အဝဲရစီရမယ်လို့ကျွန်တော်ယုံကြည်ချက်အတိနဲ့ပြောရပါတယ်မနေ့ပြန်ရှစ်3-5အမာကြီးနဲ့အတူကျွန်တော်တို့အောင်ဝဲခံကြမယ်အားလုံးပဲကန်ကောင်းကြပါသည်ခင်ဗျာကျွန်တော်စီမှာတူးထိုးချင်တာပဲဖြစ်ဖြစ်ကနယူချင်တာပဲဖြစ်ဖြစ်အခုပဲကျွန်တော်ဗီဒီယိုမှာပြပေးထားတဲ့ Viber ဖုန်းနံပါတ်လေးရနေပြီးတော့ hi ထားလိုက်ပါဗျ။ Viber မှာပဲ hi မှာနော်မနေ့ပြန်အားလုံးပေါက်ကနေနဲ့အတူနောက်ဆုံးပိတ်အဲ့ထက်ကိုအပြည့်တိတ်ကြမယ်ဗျ။